မင်္ဂလာပါရှင်2026ခုနှစ်သစ်အခါသမယမှာ subscriber များအားလုံးစိတ်တည်လူတည်နဲ့ကံကောင်းခြင်းနဲ့ပြေဝပိုင်ဆိုင်ကြပါစေလို့ဥစွာပဏာမနှုတ်ခွန်းဆက်သလိုက်ပါတယ်။နေအောင်ကအញ្ញံစိုးတွေကိုထားခဲ့ပြီးတော့အောင်မြင်မှုတွေနဲ့ပြည့်နေမဲ့နှစ်သစ်ကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက်ဗီဒီယိုရာသီကွန်လိုက်ကြိုတင်ပြင်ဆင်မှုတွေထားရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့နှစ်သစ်ရဲ့ပထမဦးဆုံးလဖြစ်တဲ့ဇန်နဝါရီလအတွင်းမှာရာသီကွန်လိုက်အထူးဆောင်ရန်ရှောင်ရန်တို့ကိုတင်ဆက်ပေးသွားမှာပါ။ဘာကိုကံရာသီပွားများအတွက်2026ခုနှစ်ဇန်နဝါရီလတလစာအခြေရေးကျန်းမာရေးငွေကြေးဗဏ္ဍာရေးအလောက်ကိုင်တန်မွေးဝမ်းကြောင်းနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြည့်စုံစုံတင်ဆက်ပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။အခုပထမဆုံးအခြေရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးချင်ပါတယ်။ဒီလမှာစိတ်ပိုင်းဆိုင်ရာပူရင်းမှုရှိနေပြီးတော့ခံစားချက်အမှန်ကိုထုတ်ဖော်ပြောဆိုခြင်းကဆက်ဆံရေးကိုပုံမခိုင်မာလာစေပါလိမ့်မယ်။လူတွေအနေနဲ့ကတော့မတင်မှတ်ထားတဲ့သူနဲ့အဓိပ္ပာယ်ရှိတဲ့ဆုံးဖြတ်မှုတွေကြုံရတတ်ပါတယ်။အားလည်းပိုင်းမှာလုံဝဲချက်ချင်းမတူညီလို့တိမမှုချိုရှိနိုင်ပြီးမှစာနာစိတ်နဲ့နားထောင်ပြီးပြည်လဲသွားနိုင်ပါတယ်။နောက်ပိုင်းမှာတော့ကိုယ့်ရဲ့ဆွဲဆောင်မှုတောက်ပနေမှာဖြစ်ပြီးတော့ပွင့်လင်းရိုးသားစွာနေထိုင်ခြင်းဖြင့်အရှိစစ်ကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။အခုဆက်လက်ပြီးကျန်းမာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးချင်ပါတယ်။ကျန်းမာရေးကိုနူးညံ့စွာဖူးဆဲရမယ့်ကာလဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ချက်ပြမှုတွေကိုသိချာနားထောင်ပြီးတော့လိုအပ်ရင်နားယူဖို့လိုအပ်ပါတယ်။အင်ကြီးဝါဖို့နဲ့အာဟာရပြေဝဖို့ကိုပထမဦးစားပေးထားသင့်ပါတယ်။တရားထိုင်တာယောဂလေ့ကျင့်တာမျိုးနဲ့ CPC မှုကိုလျှော့ချပါ။နောက်ပိုင်းမှာအားရည်တွေရလာမှာဖြစ်လို့လေ့ကျင့်ငယ်အသင်းအတည်းပြန်လုပ်နိုင်ပါပြီ။ဆက်လက်ပြီးငွေကြေးနဲ့ဗဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးချင်ပါတယ်။အသေးစိတ်ကူးဆိုင်တဲ့ကိုယ့်ရဲ့အကျဉ်းချငွေကြေးစုဆောင်မှုနဲ့ဘတ်ဂျက်ပိုင်းမှာပုံပုံကောင်းမွန်လာမယ့်လဖြစ်ပါတယ်။သူတစ်ပါးကိုငွေချေရမျိုးရှောင်မှာမလိုအပ်တဲ့သုံးစိတ်တွေကိုပြတ်တတ်ဖြတ်တောက်ပါ။ freelance အလုပ်တွေကနေပြီးတော့ငွေပိုရလာနိုင်ပါတယ်အကျွေးဟောင်းတွေကိုရှင်းလင်းပြီးတော့စီကံရှိငွေကြေးကိုဆက်လက်စုဆောင်းပါဆက်လက်ပြီးအလုပ်ကိုင်းနဲ့တမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြပြပေးချင်ပါတယ်ကိုယ့်ရဲ့ခွဲခြားစိတ်ပြနိုင်စမ်းကြောင့်လုပ်ငန်းခွင်မှာအကူရတဲ့သူဖြစ်လာပါလိမ့်မယ်အစာပိုင်းမှာအလုပ်တွေနှင်းနေတယ်လို့ခံစားရပေမဲ့ဆွဲမလျှော့ပါနဲ့လုပ်ငန်းရှင်တွေအနေနဲ့ကတော့ဖောက်တဲ့ဟောင်းတွေနဲ့ပြန်လည်ချိတ်ဆက်တာကနေရက်လက်ကောင်းတွေရစီပါလိမ့်မယ်တာဝန်တွေကိုစနစ်တကျခွဲဝေပေးပါအကုံပိုင်းမှာကိုယ့်ရဲ့ဆွမ်းဆောင်ရည်ကြောင့်အသိမဲ့ပြုခိုင်းရပြီးခွင့်လန်းသစ်တွေပွင့်လန်းလာပါလိမ့်မယ်ခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးချင်ပါတယ်စိတ်အာရုံစူးစိုက်မှုအားကောင်းဆုံးချိန်ဖြစ်လို့ခက်ခဲတဲ့ဘာသာရပ်တွေအတွက်လေ့လာဖို့အကောင်းဆုံးဖြစ်ပါတယ်အသေးစိတ်အချက်လက်တွေအပေါ်အလွန်ကြုံစဉ်းစားပြီးအချိန်ကုန်တာမျိုးဖြစ်ပါစေနဲ့အုပ်စုလိုက်ဆွေးနွေးတာကအကျိုးရှိပေမဲ့စာကြက်တဲ့အခါမှာတော့ဒီလိုလေ့လာခြင်းကပိုထိရောက်ပါလိမ့်မယ်စနစ်တကျလေ့လာမှုကသိတာတဲ့ရက်လက်ကောင်းတွေကိုပေးပါလိမ့်မယ်ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ကောင်းခြင်းဆိုခြင်းများအပြင်ဆောင်ရန်ရှောင်ရန်များကိုပါလစဉ်လတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရန်ရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်